အားလုံးပဲမင်္ဂလာပါဒီရက်ပိုင်းမှာတော့2နှစ်3နှစ်အရွယ်တသားမီမီတွေကိုဘယ်လိုတင်ရမလဲဘာတွေတင်ရမလဲဆိုပြီးတော့မီမီတွေတော်တော်များများလာမေးထားတာရှိတယ်ကျွေးဒါလေးကိုအသေးစိတ်ပြောပြမယ်ဆိုလို့ရှိရင်ကြတော့လေစာကရိုက်တာတော်တော်ရှိမှာစာလည်းမရိုက်နိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးလုပ်ပေးတာပါအဲ့တော့ဒီ2နှစ်3နှစ်အရွယ်တသားမီမီတွေကိုအဓိကတော့တချို့ကလည်းဘာတွေတင်ရမလဲလို့လာမေးတာရှိသလိုတချို့မမေတွေကြတော့လေ English ကိုတီးတန့်ပေါ့နည်းနည်းလေးရင်းနှီးသွားအောင်လို့ငယ်ငယ်လေးကလုပ်ပေးချင်တာပေါ့နော်ဆိုတော့ဒီအပိုင်းလေးကိုကြည့်ပြပြချင်တယ်2နှစ်3နှစ်အရွယ်ဆိုတာကအရန်ကိုတင်လို့ကောင်းနေပြီဘာဖြစ်လို့ဆိုတော့သူကအမြင်အာရုံအကြားအာရုံကနေပြီးတော့အကုန်လုံးတင်ကြတာ哦ဒါပေမဲ့ကျွေးတွေကစာစတင်မယ်ဆိုတာနဲ့ဒီကလေးသေးသေးလေးတွေကိုစာရွက်တွေချပေးဘောပင်တွေချပေးဒီလိုမျိုးတင်လို့တော့မရသေးဘူးအဲ့တော့အခရာတွေအလွတ်ကျက်ဖို့တို့မှတ်မိဖို့ဆိုတာတွေတော့လုံးဝမဖြစ်နိုင်ဘူးဒါကိုမမေတို့သိရမယ်နောက်တစ်ခါအတန်လေးတွေပေါ့နော်အတန်လေးတွေခွဲခြားသိရမယ်စကားပြောဖို့အတွက်သူတို့စပြီးတော့ပြင်ဆင်နေတယ်သူတို့အုံနောက်ကဒါတွေအကုန်လုံးလိုက်မှတ်နေတယ်ပေါ့လေဆိုတဲ့အခါကျတော့ကျွေးငငယ်တုန်းကတော့တသားကိုဘယ်လိုတင်လဲဆိုလို့ရှိရင်တစ်နှစ်ခွဲ2နှစ်လောက်မှစပြီးတော့ English လိုမျိုးစပြီးတော့ပြောတာကျွေးနဲ့အိမ်မှာတသားစကားပြောရဲဆိုလို့ရှိရင်တော့ English လိုပဲပေါ့နော်အမေတို့ထိန်းတဲ့အချိန်ကြလို့ရှိရင်တော့အမေတို့ကမြန်မာလိုပြောတယ်အဲ့ခါကျတော့တသားနှစ်ခုရသွားတာဒါပေမဲ့ကျွေးကကိုထိန်းတဲ့အချိန်မှာ English လိုပြောတယ်ဆိုတာကလေကိုကလည်းသူ့ကိုတနေကုန်မထိန်းနိုင်ဘူးကိုလည်းအလုပ်ရှိတဲ့အခါကျတော့နည်းနည်းစီပေါ့နော်ကိုအချိန်ရတဲ့အချိန်လေးမှာ English လိုပဲအဲ့လိုမျိုးနည်းနည်းလေးတွေပြောသွားတာအကြာကြီးသင်ပေးဖို့လည်းမလိုဘူးအဲ့ခါကျတော့ဒီထဲမှာတော့ကျွေးဘလို့စာအုပ်လေးတွေရွေးရမလဲဘလို့တွေတင်ရမလဲဆိုတာကိုစပြီးတော့ပြောပြပေးပါမယ်ကျွေးထုတ်ထားတဲ့ဒီ pre-K စာအုပ်လေးပေါ့နော်ဒီ pre-K စာအုပ်လေးရဲ့အနောက်မှာတော့လေဒီလို classroom language ဆိုပြီးတော့ပါတယ်ဒါကအတန်းထဲမှာ English လိုပြောဖို့ရယ်သုံးဖို့ရယ်ပေါ့နော်အိမ်မှာသုံးကျင်လဲရတယ်ဒါပေမဲ့ဒါတွေကတော့ပိုစုံတယ်ဆိုတော့ကိုတယောက်တည်းဆိုရင်ကြတော့လေနည်းနည်းလေးကြည့်ရတာတမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်15ရက်တင်တန်းကိုလာခဲ့လို့ရတယ်15ရက်တင်တန်းမှာဆိုရင်တော့ကျွေးတို့ဒီ15ရက် training တင်တန်းမှာတင်တာတွေကကြတော့ဒီထက်ပိုပြီးတော့များတဲ့အတွက်ကြောင့်မို့လို့ဒါတွေကလုံးဝ easy peasy ဖြစ်သွားလိမ့်မယ်ဒါတွေကကို့အတွက်ဘာမှမဟုတ်တော့ဘူးဒီစာတွေကဘာမှမဟုတ်တော့အဲ့တော့အိမ်မှာကလေးနဲ့ကိုက English လိုမျိုးစပြီးတော့ပြောတော့မယ်2နှစ်3နှစ်အရွယ်မှာအခုတင်တော့မယ်ဆိုလို့ရှိရင်ဟုတ်ပြီ English နဲ့ကိုကရင်းနှီးစေချင်တယ်ဒါဆိုလို့ရှိရင်ကိုတိုင်က English လိုပြောမှရမှာဆိုတော့ကလေးတွေနဲ့တုံးတဲ့အခါမှာကြည့်ရက grammar တွေအရင်မှန်ဖို့လည်းမလိုသေးသလို sentence အရှိကြီးတွေလည်းပြောတာမဟုတ်ဘူးဥပမာ let's wash your hands တခုတတိထားမှာမြန်မာလို translate သွားပြီးတော့မလုပ်နဲ့နော်ဥပမာ let's wash your hands လက်သွားဆေးရအောင်မလို့အဲ့လိုပဲစားကြမယ်ဆိုလို့ရှိရင် let's eat it's time to eat it's time to sleep ဒါမျိုးလေးတွေသုံးလို့ရတယ် where is your twine အဲ့တော့ပြောတဲ့အခါမှာလည်းအဲ့လိုလေးတန်းအတက်အကျအနေမြင့်လေးတော့ရှိတာပေါ့နော် let's go let's play let's take a shower ဒါမျိုးလေးတွေပဲသုံးရသေးတာအဲ့တော့ကျွေးတသားကိုစာအုပ်လေးပထမဦးဆုံးစပြီးတော့ဖတ်ပြတဲ့အခါမှာလေစာအုပ်ကကျွေးနှစ်အုပ်ထုတ်ထားတယ်ဒါပေမဲ့ဟိုပါပေါ့နော်အခုဒီဗီဒီယိုလုပ်ဖို့အတွက်အချိန်ရလည်းမရတော့လေရှိတဲ့စာအုပ်လေးပဲအရင်ပြပေးမယ်အဲ့တော့ဒီဟာကပထမတစ်ပိုင်းပေါ့နော်အိမ်မှာနေရင်အတူလေးတွေစပြီးတော့ဒီလိုမျိုးစကားလုံးအတူလေးတွေစပြီးတော့ပြောတဲ့အခါမှာကလေးကနားထောင်ရင်းနဲ့ရင်းနှီးလာတယ်ပေါ့နော်အဲ့ခါမှာတခုရှိတာကမေမေတို့တင်ပေးတယ်ဆိုလို့ရှိရင်ကိုကတခုခုမသေးကြတာမျိုးဆိုရင်ကိုတိုင်ကတေချာလေးလာပြီးတော့မှကလေးနဲ့ပြောတာတော့ပိုကောင်းတယ်တခါကြလို့ရှိရင်အတန်တွက်လေးတွေမှားနေတာမျိုးလေးတွေပေါ့နော်ဘာလို့ဆိုတော့ခုနကကြွေအရှိမပြောခဲ့တယ်ကလေးတွေကအမြင်အာရုံအကြားအာရုံနဲ့တင်တာဖြစ်တဲ့အတွက်ကိုအတန်ထွက်မှာရင်ကလေးလည်းမှားပါပဲကိုထွက်တဲ့အတန်တိုင်းသူကလိုက်ထွက်ပါဘူးပြီးတော့ကြွေတို့ကလေးငယ်တွေအတန်းမှာဆိုရင်တော်တော်များများအတန်ထွက်ပြင်မေးရတာဗာလဲဆိုတော့ကြွေတို့ shapes တွေတင်တဲ့အခါမှာ circle shape circle ကိုတော်တော်များများက cycle လို့ပဲထွက်ကြတယ်ဒီလိုမျိုးလေးတွေရှိတဲ့အခါကျတော့စကားလုံးလေးတွေကတော့တူတူလေးတွေပဲဘာမှတော့မဟုတ်ဘူးဒါပေမဲ့ကိုကရန်တက်မှန်တက်နဲ့ထွက်လိုက်တာမျိုးကိုပြောလိုက်တာမျိုးဆိုလို့ရှိရင်တော့လေကလေးကဒီတိုင်းပဲသုံးမှာနားဆွဲသွားမယ်ဆိုတာလေးကိုတော့မမေတို့သတိထားဖို့တော့လိုတာပေါ့နော်ဒုတိယတစ်ခုက2နှစ်3နှစ်အရွယ်တသားမီမီတွေကိုစာအုပ်လေးတွေစပြီးတော့ဖတ်ပြလို့ရပြီဒါပေမဲ့ဘလို့စာအုပ်လေးတွေလဲဆိုစာမပါတဲ့စာအုပ်လေးကိုရွေးပေးပါရွေးရတော့အခုအဆင်ပြေတဲ့စာအုပ်ပဲရွေးထားလို့အဲ့ဒီစာအုပ်ကလေကျွေတို့ပြောရမယ်ဆိုလို့ရှိရင်ပုံနေကြီးပဲပါတာစာတွေအများကြီးပါတဲ့စာအုပ်မျိုးမဟုတ်ဘူးမြင်အောင်ပြရမယ်ဆိုလို့ရှိရင်ဒီလိုစာအုပ်အကြီးတွေအခုဒါကကြတော့လေကျွေအဆင်ပြေတဲ့စာအုပ်လေးကိုထုတ်ထားလို့ဒါဒီလိုမျိုးပေါ့နော်တကယ်ကျွေပြောတဲ့စာအုပ်ကကြတော့လေတစ်မျက်နှာမှာတပုံပေါ့ဥမာတပုံချင်းစီရှင်းရှင်းလင်းလင်းမြင်ရတဲ့စာအုပ်မျိုးပေါ့ဒီစာအုပ်လေးတွေကိုစပြီးတော့တင်လို့ရပြီအဲ့မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုတော့ခုနကြွေပြတဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်သူက animals လေးတွေပါမယ်ပြီးလို့ရှိရင် fruits လေးတွေတင်လို့ရတယ်အကောင်လေးတွေအယောင်လေးတွေအကုန်လုံးတစ်ခုပြီးတစ်ခုပေါ့နော်ဒါလေးတွေကိုသူကပုံနဲ့စာနဲ့တွဲပြီးတော့ကလေးကိုစပြီးတော့တင်ပေးလို့ရပြီ
စာအုပ်ကိုဖတ်ပြတဲ့အခါမှာဒီတိုင်းပဲလှန်ပြီးတော့ပြတာမျိုးမဟုတ်ဘူးသင်ပေးတဲ့သူကအရန်အရေးကြီးတယ်ဘေးနားကနေထောက်လျှောက်စကားပြောနေရမှာဥပမာကြွေဒီကတော့စာအုပ်မယူပြတော့ဘူးเนาะဥပမာဒီပုံကိုကခွေးပုံတွေ့ရဆိုလို့ရှိရင်လေ what is it it's a dog it's big what color is it it's brown it's blue အဲ့လိုမျိုးတွေတောက်လျှောက်ကိုကပြောနေရတယ်အဲ့ဒါမှပဲကလေးက English ကိုပို့ပြီးတော့ရင်းနှီးကျွမ်းဝင်လာမယ်ဒီလေတန်းတွေကိုစပြီးတော့သူဖမ်းတက်လာမယ်ပေါ့နော်အဲ့လိုကနေပြီးတော့ပဲတဖြည်းဖြည်းတင်ယူလာတာအဲ့ခါကျတော့ဒီစာအုပ်ထဲကပုံတွေကိုကိုကကြည့်ရဲပြောတယ်ခလေးကိုဖတ်ပြတယ်လက်ညှိုးလေးနဲ့ထောက်ပြီးတော့တပုံပြီးတပုံအဲ့လိုအမေးဖြေလေးတွေလုပ်နေမှ language ကပို့ပြီးတော့တက်တာတချို့ကျတော့ရှိတယ်လေကလေးထိန်နေဆိုလို့ရှိရင်ကိုကဘေးနားမှာဖုန်းသုံးနေကလေးကလည်းရှောက်သွားပြီးတော့သူစော့နေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ language ဘိုင်းမှာအားနေတယ်တက်တာလည်းကြာတာပေါ့နော်နောက်တစ်ခုကကြတော့တသားမီမီတွေကိုဒီ2နှစ်3နှစ်မှာယူကဗျာလေးတွေတချင်းလေးတွေနဲ့စပြီးတော့မိတ်ဆက်လို့ရပြီဒါ nursery rhymes လေးတွေပေါ့နော်နှစ်3နှစ်အရွယ်မှာ3နှစ်တသားမီမီလေးတွေအတွက်ကဗျာလေးတွေစပြီးတော့ရှာလို့ရပြီအဲ့ချိန်မှာမေမေတို့ကမတက်ဘူးဆိုလို့ရှိရင်လည်းအခုခေတ်မှာက learning လောက်ရတာကအရန်လွယ်နေပြီYouTube ကနေပြီးတော့ရှာလို့ရတဲ့ဗီဒီယိုလေးတွေကဗျာလေးတွေအဲ့ဒါကလည်းလေတကယ်လို့ပေါ့နော်တချို့ကမသိဘူးဆိုရင်ကျွေရဲ့ဒီ pre-K စာအုပ်ထဲမှာကဗျာလေးတွေရှိတယ်ဒါဆိုရင်ကျွေစာသားလေးတွေပါထည့်ပေးထားတာပေါ့နော်ဒါဆိုကဗျာလေးတွေရွတ်ပြလို့ရပြီဆိုတော့ဒီအရွယ်မှာဒီအရွယ်လေးတွေမှာကျွေကိုကဗျာလေးတွေထည့်ပြီးတော့တင်တာဒီကလေးတွေအတွက်ဘာလို့ထောက်ကူဖြစ်စေလဲဆိုတော့အတန်အတွက်လေးတွေပြီးတော့ pronunciation လေးတွေကောင်းလာတယ်လိုက်ဆိုရတယ်ကျွေတသားကိုဆိုလို့ရှိရင်ငငယ်တုန်းကphonics နဲ့ပတ်သက်တာဆိုဘာမှမသင်ထားဘူးဒီ YouTube ကဗီဒီယိုလေးတွေပေါ့နော်ကဗျာလေးတွေပြတယ်ပြီးတော့ Judy နဲ့ English လိုမျိုးပြောတယ်phonics နဲ့ပတ်သက်တာသင်ပေးမယ်ဆိုပြီးတော့မလုပ်ပေးဘူးဒါပေမဲ့ညတိုင်းပုံမြင်ဖတ်ပြတာပေါ့နော်အဲ့ဒါလေးကတော့နောက်မှတစ်ပိုင်းပြောပြမယ်ဒီမှာကတော့ကဗျာလေးတွေစပြီးတော့သင်လို့ရပြီဆိုကလေးရဲ့ pronunciation ကောင်းဖို့လည်းအထောက်အကူဖြစ်သလိုကဗျာလေးတွေရွတ်တဲ့အခါမှာခန္ဓာကိုယ် movement လေးတွေလည်းပါတဲ့အတွက်ခလေးအတွက်ကိုလက်လှုပ်ရှားမှုလည်းရှိတယ်တချင်းလေးတွေနဲ့နားထောင်မယ်ဆိုမယ်ကမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီခန္ဓာကိုယ်အတွက်လည်းကောင်းတယ် listening skill လည်းကောင်းတယ်ပြီးတော့လိုက်ပြီးတော့ဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခလေးရဲ့ pronunciation လည်းကောင်းတာပေါ့ကဗျာလေးတွေတင်ပြီးသွားပြီဆိုရင်နောက်ထပ်တသားမီမီလေးတွေကိုဘာတွေထပ်တင်လို့ရလဲဆိုရင်စော့တာပေါ့နော်စော့တာမှာအကျူတို့ block တုံးလေးတွေဆက်တာစီတာဒါလေးတွေဒါ block တုံးလေးတွေစီရဲဆက်တယ်ဆိုလို့ရှိရင်လည်းလေ1 2 3 4 count လောက်တာလေးတွေပါတခါတည်းတင်သွားလို့ရတယ်ဒါပေမဲ့ကလေးကအလွတ်မှတ်မိဖို့ဆိုတာကိုတော့ဆက်စချင်းမှာတော့မမျှော်လင့်နဲ့เนาะပြီးလို့ရှိရင်1 block တုံးတစ်ခုတွေးလို့1ဆိုတာကိုသူသိချင်မှသိလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းတော့သိလာမှာပေါ့เนาะကိုကအမြဲတမ်းစော့ပေးတယ်ဆိုလို့ရှိရင်လေအဲ့တော့ဒီ block တုံးလေးတွေဆက်တာကကြတော့ခုနလို numbers လေးတွေ countings လေးတွေကိုထည့်ပြီးတော့တင်လို့ရတယ်လို့ကလေးရဲ့ဒီလက်ချောင်းလေးတွေတန်လာဖို့အတွက်ဘာလို့ဆိုတော့ယူရ4နှစ်မှာဆိုစပြီးတော့ trace လုပ်ရပြီးစာလေးတွေခဲတန်စကင်ရပြီပေါ့အဲ့ဒီအချိန်မှာလက်ချောင်းလေးတွေတန်ပြီးတော့ကလေးကရေးနိုင်မှုအတွက်2နှစ်3နှစ်မှာတည်းကဂျုံနေတာလေးတွေအခုဒီ block တုံးနဲ့စော်တာလေးတွေဒါလေးတွေကိုစပြီးတော့မမေကတင်ပေးလို့ရပြီအဲ့တော့4နှစ်မှာတသားမီမီလေးတွေကိုမူကြိုပိုးတော့မယ်ဆိုလို့ရှိရင်ကိုယ်ကလေးကလက်ကလေးတွေလည်းတန်တယ်အဲ့ဒီအချိန်မှာလေခုနလိုပေါ့နော်မေမေတို့ကတကယ်အိမ်မှာလှုပ်ပေးထားတာနဲ့မလှုပ်ပေးထားတာနဲ့ကဘာကွာလဲဆိုရင်စာရေးတာစာခဲတံကင်တာစာလက်ချောင်းလေးတွေတန်တာဆိုတာကလည်းအရေးကြီးရယ်လေနော်အတန်းထဲမှာသူများရေးတဲ့အချိန်မှာကိုယ်ကလေးကမရေးနိုင်ဘူးဒါမျိုးလေးတွေတင်ထားပေးလို့ရပါတယ်မေမေတို့ကိုတခုသတိပေးချင်တာကကလေးတွေကိုခုနလိုစာစတင်ပြီဆိုတာနဲ့ကလေးစိတ်ဝင်စားလာပြီဆိုတဲ့အချိန်မှာယူလို့စာအုပ်တွေကိုစပြီးတော့ဝယ်လို့ရပြီရွေးလို့ရပြီတဖြည်းဖြည်းနဲ့ပေါ့နော်တော့တဖြည်းဖြည်းနဲ့သွားမှာဒါပေမဲ့အဲ့ဒီအချိန်မတိုင်ခင်မှာအခုမှစပြီးတော့သူ့ကို learning လုပ်ဖို့အတွက်မိတ်ဆက်ပေးတာပဲရှိသေးတယ်အဲ့ဒီအချိန်မှာကလေးက numbers တွေမှတ်မိရမယ် alphabets တွေမှတ်မိရမယ်ဆိုတာမျိုးပေါ့နော်တချို့မေမေတွေမိဘတွေကြတော့လဲနည်းနည်းလေးလောဘကြီးတာမျိုးရှိတယ်ဒါကတော့ကိုယ်တိုင်လည်းမသိလို့နေမှာပေါ့နော်အဲ့ခါကျတော့ကလေးကိုဇွတ်တင်တာမျိုးတွေဖြစ်မှာဆိုလို့လေဆိုတော့ဒါလေးကိုတော့တစ်ချက်သတိထားဖို့လိုပါတယ်ကိုအခုတင်ပေးနေတာဒီကလေးကိုစာတင်တယ်လို့မျိုးမဟုတ်ဘူးကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုရောခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်ကပို့ပြီးတော့အဓိကကြတယ်အဲ့ဒီအတွက်ကိုကtrain ပေးတယ်ပေါ့ကွာ train ပေးတယ်ဆိုတာခုနလိုစော့ပေးတာပါပဲစော့ပေးတယ်စကားပြောပေးတယ်ပေါ့အဲ့တော့မေမေတို့အနေနဲ့တင်တဲ့အခါမှာလောဘမကြီးဖို့တော့လိုပါတယ်နောက်ဆုံးတစ်ချက်အရေးကြီးတာက consistency ပါဒါကလေတော်တော်ပေါ့နော်ဘယ်လိုပြောမလဲမိဘတွေကလည်းအလုပ်ရှုပ်ကြတာဟုတ်တော်တော်များများအချိန်မပေးနိုင်ကြအောင်အဲ့ခါကျတော့ကိုသားသမီးကိုတင်မယ်ဆိုရင်တင်လိုက်မတင်လိုက်တွေကများတယ်အဲ့ဒါကအရင်မထိရောက်စေဘူးစာတင်တော့မယ်ခုနကကြွေးအရှိမပြောခဲ့တဲ့အချက်တွေအကုန်လုံးကိုတပြိုင်တည်းလုံးစရာမလိုဘူးတင်တယ်ဆိုတာကလေ
ရွေတတောင်ငငယ်တော့ဆိုလို့ရှိရင်လည်းအဲ့လိုပဲတနေကုန်ထိန်းတာမှမဟုတ်တာကိုဘေးနားမှာရှိရင်ရှိတဲ့အချိန်လေးခဏမှာပဲကိုလှုပ်ပေးနိုင်တာလေးကိုလှုပ်ပေးတာဆိုတော့သဘောကစာလေးဖတ်ပြမယ်ခုနလိုပေါ့နော်ရုပ်ပုံလေးတွေနဲ့စာအုပ်လေးတွေနဲ့တွဲပြီးတော့ပြမယ်ဒါကို10မိနစ်လောက်လုပ်လို့ရတယ်ကလေးတွေရဲ့အာယုံစူးစိုက်နိုင်မှုကလည်း9မိနစ်10မိနစ်အပြင်ကိုမပိုဘူးဆိုတော့ဥမာစာအုပ်ကြီးကိုကင်ပြီးတော့တအုပ်လုံးပြီးတဲ့အထိဖတ်ပြမယ်ဆိုလဲကလေးကစိတ်ဝင်စားမှာမဟုတ်ဘူးအဲ့ဒါ9မိနစ်10မိနစ်ပဲသူစိတ်ဝင်စားတဲ့ပုံလေးတွေဒါအမေးဖြေလုပ်ပေးလို့ရတယ်နောက်တစ်ခါခုနကကျွေပြောတဲ့ကြပြလေးတွေရွတ်မယ်ဒါဆိုလို့ရှိရင်လည်း9မိနစ်10မိနစ်သွားလို့ရတယ်အဲ့မှာကျွေတို့10မိနစ်စီလုပ်တယ်ဆိုလို့ရှိရင်ပဲမိနစ်20နောက်တစ်ခါကျတော့ English လိုမျိုးလေးတွေပြောမယ်နောက်တစ်ခါရေချိုးတယ်ထမင်းစားမယ်စော့မယ်အိတ်မယ်တိတ်မယ်ဒီလိုအချိန်လေးတွေမှာလည်း English လိုမျိုးခုနလိုပေါ့နော်စကားလုံးအတူလေးတွေယူစပြီးတော့သုံးလို့ရပြီဒါတွေကလည်းသင်နေတာပဲအဲ့ခါကျတော့စာတွေကဘာမှတော့အလွတ်ကျက်စရာမလိုတကယ်တော့ဒီနေ့စဉ်သုံးတာတွေကလေဘာမှလည်းမရှိဘူးဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကိုကသုံးနေကြမဟုတ်တဲ့အခါကျတော့ပါဇက်ကနေချက်ချင်းမထွက်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်တချို့ကကြတော့ခုနကကြွေပြောသလိုအတန်တွက်မှားတာလေးတွေဆိုတော့နည်းနည်းလေးဂရုစိုက်ပေးပေါ့နော်မှားနိုင်တာလေးတွေဆိုလို့ရှိရင်အဲ့အကြောင်းမို့လို့ကျွေးတင်တန်းမှာဆိုလို့ရှိရင်တချို့ကကလေးနဲ့ဒီချေကြီးဘလို့မှမထွက်ဘူးမပြောတတ်ဘူးဆိုပြီးတော့တင်တန်းကိုလာကြတာအဓိကကလေးနဲ့အဲ့လိုမျိုးလေးတွေစကားလေးတွေပြောချင်လို့စပြီးတော့တင်ပေးချင်လို့တကယ်လဲကျွေးတို့အိမ်မှာသုံးရတဲ့စကားလုံးလေးတွေကဘာမှတော့မရှိဘူးဒါပေမဲ့ကိုကမပြောရဲတာနဲ့မသုံးရဲတာနဲ့ဒီလိုမျိုးလေးတွေဖြစ်တတ်တာပေါ့နော်အဲ့တော့အခုဒီနောက်ဆုံးအနေနဲ့ကျွေးပြောချင်တာကတော့2နှစ်3နှစ်အရွယ်တသားမီမီတွေကိုတင်မယ်ဆိုလို့ရှိရင်တင်လို့ရပါပြီခုနလိုစနစ်တကျနဲ့နေစနစ်မှန်မှန်လေးတင်ပေးဖို့ပဲလိုတယ်။တနေ့ကို2နိုင်3နိုင်လည်းမလိုဘူး။နိုင်ဝက်ဆိုလို့ရှိရင်လုံလောက်တယ်။အဲ့ဒီနိုင်ဝက်တောင်မှကျွေးခုနပြောတဲ့အချက်တွေကိုနည်းနည်းချင်းစီလောက်သွားပေးရဆိုလို့ရှိရင်ရတယ်။တပြိုင်နဲ့အကုန်လုံးလုံးစရာမလိုကိုလုံးနိုင်တယ်ဆိုလို့ရှိရင်လည်းလောက်ပေါ့နော်။ဒါဆိုလို့ရှိရင်တော့ပြီးတော့နေတိုင်းတင်ပေးသွားတဲ့တသားမီမီတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့သိတာတယ်။နောက်တစ်ခါဒါဒီကိုက English ကိုတင်ပေးနေတာမျိုးမဟုတ်ဘူး။ကလေးကိုအင်္ဂလိပ်စာနဲ့စပြီးတော့ထိတွေ့တော့မယ်ဆိုတဲ့အချိန်မှာအစိမ့်သက်သက်ကြီးဖြစ်မနေအောင်လို့ပြီးတော့နည်းနည်းလေး used to ဖြစ်လာအောင်ဒါပတ်ဝန်းကျင်တစ်ခုကိုကအိမ်မှာဖန်တီးပေးထားတယ်ဆိုတာလေးကိုတော့သိဖို့လိုတယ်ပြီးလို့ရှိရင်ဒီအရွယ်မှာအကျွေးတို့ခုနလို worksheet ထဲမှာတွေထည့်ပြီးတော့ရေးခိုင်းတာတွေချစ်ခိုင်းတာတွေထပ်ပေါ့နော်။ဘာလို့ပေးရမလဲဆိုခုနလိုသူတို့စာဖတ်ပြရမယ်စာဖတ်ပြတဲ့အခါမှာစာအများကြီးမပါဘဲနဲ့ပုံတွေကြီးပဲဦးစားပေးထားတဲ့စာအုပ်မျိုးပြီးလို့ရှိရင်ကြပြလေးတွေရွတ်မယ်အတူတူကစားမယ်အဲ့ကစားတဲ့အခါမှာလေခုနလို English လိုမျိုးကျွေးတို့အတူလေးတွေအများကြီးသုံးလို့ရတယ်စပြီးတော့မိတ်ဆက်ပေးတာလုံးဝ English နဲ့ပတ်သက်ပြီးတော့သူတို့ကြောက်လည်းမကြောက်ဘူးနောက်ပြီးတော့မစိမ့်တော့ဘူးပေါ့နော်တတကိုဆိုလို့ရှိရင်ကြတော့ငငယ်တုန်းကတော့ဒီလိုမျိုးလေးတွေစပြီးတော့ပြောပေးတယ်နောက်ပိုင်းတတနည်းနည်းလေးကြီးလာတဲ့အချိန်မှာစာတွေတော့မရိုက်တတ်သေးဘူးဒါပေမဲ့ကျွေးရသူ့တခုခုသိချင်လို့ရှိရင်လေ Google မှာ voice နဲ့ရှာလို့ရတာ哦အဲ့ဒါလေးတွေတင်ပေးထားတဲ့အခါကျတော့တခုခုဆိုရင်သိချင်ရင်တခါလေကျွေးအလုပ်ရှုပ်နေတဲ့အချိန်မှာတတကိုလာမမေးတော့ဘူးသူသိချင်တာကိုသူကသူပဲonline မှာပဲရှာလိုက်တယ်။ तू ကကြတော့သိချင်လို့ရှိရင်အခုချက်ချင်းသိရမှာနောက်မှရှင်းပြတာတွေဘာတွေကိုတော့တတသိမ့်မကြိုက်ဘူးအဲ့ဒီအကျင့်လေးကတော့တခုကောင်းတာပေါ့နော်screen time ကတော့ကိုယ်တွေလည်းစူရတယ်ပြောရတယ်အခုနည်းနည်းကြီးလာတဲ့အခါမှာတော့ဒီလိုမျိုးလေးတွေတော့ရှိပါတယ်အဲ့တော့မေမေတို့ကိုအခုဒီဗီဒီယိုထဲမှာကြည့်2နှစ်3နှစ်အရွယ်တတမီမီတွေအတွက်ဘယ်လိုသင်ပေးလို့ရလဲဘာစာအုပ်ရွေးရမလဲဆိုတာလေးကိုရှင်းပြထားပါတယ်တင်မဲ့ပုံစံလေးတွေလည်းပြောပြထားတယ်အားလုံးအဆင်ပြေပါစေနောက်ဗီဒီယိုလေးမှာတော့ကြည့်တသားမီမီတွေကိုပေါ့နော်တချို့ကကြတော့စာလေးတွေဖတ်ဖို့အတွက်ပြီးတော့စာအုပ်လေးတွေဝယ်ဖို့အတွက်မေးထားတာလေးတွေရှိတယ်အဲ့ဒါကတော့ကြည့်နောက်ဗီဒီယိုမှာပဲလုပ်ပေးပါမယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်တတာ